Pante bodare wa ete de Beko nawa Pante manosawa amnosawa Puri sawa Dewa Yamano Amatande Pribotani Yeka Kata Pribotan Ida Eka Kata Rande Pante အရှင်ဘုရားရဲ့မြတ်စွာဘုရားကတပည့်တော်ကိုဤသို့တရားဟောကြားတော်မူပါတယ်ဗျာတဲ့ယဟန်ဒီ၎င်းလူဒီ၎င်းလူမဟုတ်သောသူဒီ၎င်းယောက်ျားဒီ၎င်းနတ်ဒီ၎င်းဇမားဒီ၎င်းအကျဉ်းချင်းသူတို့သည်ကာယကတာတတိကိုသုံးဆောင်ခံစားပွားများနိုင်ကြကုန်၏ထိုသူတို့သည်အငြိတ်အရလာဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုခံစားနိုင်ကြပါတယ်လို့မြတ်စွာဘုရားကအဲ့ဒီလိုဟောကြားပါတယ်တဲ့အဲ့ဒီတခုသောဂါထာလေးတစ်ပုဒ်ကိုတပည့်တော်မြတ်စွာဘုရားကဟောကြားတော်မူပါတယ်Kisahari, kisah tawa, menotawa, amenotawa, puisawa, bekonawa, dewa, jemanawa, kisah tawa, bungcan tawa, sakaran tawa, pematawa, ratewa, dewa, hete, tapi samnina kanan, sepetawa, tamang, bawa tawa rewa, maka belakar nang rewa labatik. Eri no, eri ajana dia no kacaro. Sekarang, ni suami saya sekarang mah ludi legang, lumuga, ludi legang, jauh di legang, jangan di legang, nak di legang, jemaah di legang. သွားတော်၎င်းစားတော်၎င်းနိုးတော်၎င်းမေ့နေတော်၎င်းအိပ်ပျော်နေတော်၎င်းမေ့နေတော်၎င်းညင်းနေ၎င်းနှင်းနေ၎င်းဒီလိုတော့အချိန်ခါတော့နဲ့အငြင်းမပြတ်သတိချက်ပြီးတော့မှတ်နေရမယ်လို့ဟောကြားတဲ့အဲ့ဒီတရားကိုသတိတံပတိစိတ်ထားပြီးတကလားပွားများခဲ့တဲ့အတွက်ကြောင့်မဲ့ဖို့ကိုရခဲ့ရပါတယ်ခင်ဗျာသတိဝိသရံရေဝသဘေတဝပုတ္တောရေဝတေစေပံတိအလုံးကျေဝန်းစွာချက်ထွင်ပြီးတကလားမြတ်စွာဘုရားရှင်ကိုရောမြတ်ကဟောကြားတော်မူခဲ့ပါခင်ဗျာသဗ္ဗံဓမ္မကုဏံဘာတုံနာသကောတိအလုံးစုံသောတရားတွေကိုတတိတော်ပြည့်ပြည့်စုံစုံအရှင်ဘုရားယခုပြန်ပြီးတော့လျှောက်ထားခြင်းကမသွားနိုင်တော့ပါဘူးဗျာဘောရူပအာရမဏအကျော်တရတိမန္တေအရှင်ဘုရားတဲ့ဒါဘာကြောင့်လဲလို့ဆိုတော့များစွာသောယူပါယုံလေးကသွမ်းမှုနေပါလေဗျာတဲ့ဒေဝသလောကေဗန္တေဘိသောကံဇာနိစာတေဘောရူပအာရမဏအကျော်တရတိမန္တေသတ္တရမဏအကျော်တရတိသန္နာကာဏံအကျော်တရတိအရှင်ဘုရားလည်းအနည်းငယ်ညတော့သိပါလိမ့်မယ်နတ်လောကကြီးရဲ့အကြောင်းအရာတွေကိုနတ်လောကဆိုတာများစွာသောယူပါယုံကြီးများစွာသောတတ္တယုံကြီးများစွာသောခန္ဓာယုံကြီးနဲ့ကျွမ်းမှုတဲ့နေရာဒေသကြီးဖြစ်ပါတယ်ဗျာတဲ့ဓမ္မကဒေဝလောကီဒိဋ္ဌကအာယုပမနာဟောတိဒီနေ့ရဲ့နတ်ပြည်မှာဒီယခုအသက်အပိုင်းခြားဘယ်ညရှိတယ်လဲလို့သင်သိပါလားတဲ့ဗန္တေတေတိကောဗန္တေဘာတောဗန္တေတေတိကောတေတိကောအရှင်ဘုရားတဲ့အလုံးရှိပါတယ်တဲ့ပြောခြင်းကတော့သိမစွန့်နိုင်ပါဘူးတဲ့အလုံးကိုရှိနေပါတယ်တဲ့သက္ကလောကေဗန္တေဇာနတောရေဝဗန္တေဘိဘောတေတေတိကောနာသုကတောဗန္တေအရှင်ဘုရားတဲ့အသိရသားနဲ့ပဲမင်းနေတာပါပဲတဲ့အလုံးမဲ့ရှိလျရပါတယ်ဗျာတဲ့ဒီလောက်ရှိနေတဲ့အသက်ကြီးနဲ့နတ်ဖြစ်နေရတာမကောင်းပါဘူးတဲ့နာသုကတောဗန္တေဣတာသမနောတာဘာဝေဧတေသတိသကံလဘတောနိဗ္ဗာနသတိရံရေဝတိသုံးတော်ဗန္တေအရှင်ဘုရားတဲ့ဤလူကြီးလောကမှာပဲတဲ့လူဘဝမှာပဲအလုံးအင်းမြလာတဲ့တန်တိတုခဆိုတဲ့ချမ်းသာကြီးရပြီးတကလားနိဗ္ဗာန်ကြီးရဲ့တစ်ဖက်ကန်းကိုကူးရန်သွားလိုက်ရတာကပဲအလွန်ကောင်းပါလေဗျာတဲ့မဏိပထမယေဝညာတမိပုသိတာမိတိဧဝံဟုတ်တာသသမညာတမိဟံဘုရားမိသိတာကိုလည်းမြင်မယ်မသိတာကိုလည်းမြင်မယ်လို့ငါပဋိဉာဉ်ပြုခဲ့တဲ့အတိုင်းယခုငါမေးတာပါပဲတဲ့ဆရာတော်ကပြန်ပြောပါတယ်ဒီအရင်တော့သတ္တစီတော်အမေရိကတဲ့ကထာသနာပန်တော်ဒီသတ္တဒီဝါလောကေဒီတော့ဥဒ္ဒဝိညာတစီတော်ကထာသနာပန်ယခုသင်ဟာတဲ့ဘယ်နေရာကနေပြီးတော့ငါတို့နဲ့စကားပြောနေပါလဲသင်တို့နေမနတိဆိုတဲ့နတ်ပြည်လောကကြီးကပဲတည်ပြီးတော့ငါတို့နဲ့စကားပြောပါလားတဲ့တို့မဟုတ်တပါးသောနတ်ဘုံနတ်ဌာနကနေပြီးတော့ပဲငါတို့နဲ့စကားပြောခြင်းမှုကိုပြုနေပါသလားဗန္တေဣဒံကာနောဝေဝဗန္တေနိဇာနိတောဝတိဧတိဣဒံနေမနတိရာအမကံဘုဒ္ဓဘဂဝါပရိနေဘုဒ္ဓပရောတိရာကာလိမကံဘုဒ္ဓသာသနာဒာနိစဉ္ညဟာနိဣတိဇာနိတဝရေဝစေမနောသောပေကောနောဧကေရောဝဣဒံဒေဝသလောကေမနောသလောကေဧတေမနောသလောကသတ္တံဂဏိတောဝဒေဝသလောကသတ္တံဘာတိတောဝဧတေမနောသလောကသတ္တမကာနံဂဏိတောဝကေကေစေဒေဝသတေဒါနံသုခိတုံသကောတိနုကောနာသကောတိနုကောဧတေခဝေစေဗန္တေအရှင်ဘုရားတဲ့အရှင်ဘုရားကလည်းဒီအကြောင်းအရာတွေကိုလွန်စွာသိခြင်းကအလိုရှိပါလိမ့်မယ်ဗျာတဲ့
တပည့်တော်တို့ယခုနေမန္တရိနတ်ပြည်ရောက်တဲ့အခါမှာတပည့်တော်ရဲ့ပြည်သူရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားပြိဋိဘံပြုသွားရပါတယ်ဗျာတဲ့အဲ့ဒီအခါမှာတပည့်တော်တို့ရဲ့ဘုရားရှင်ကိုရောမြတ်ရဲ့သာသနာတော်မြတ်ကြီးဟာတပြေးနဲ့ဆုပ်ယုပ်တင်ခေါ်တဲ့အဖြစ်ရောက်ခဲ့ပါတယ်အဲ့ဒီဆုပ်ယုပ်တင်ခေါ်လာတာတွေသိရတဲ့အတွက်ကြောင့်တပည့်တော်တို့ကစိတ်မကောင်းဖြစ်ကြပြီးတော့အဘယ်အနည်းရှိတော့အဘယ်တစုံတယောက်သောလူဒီ၎င်းယဟန်ဒီ၎င်းမိန်းမဒီ၎င်းဤနတ်ပြည်ကနေပြီးနတ်ပြည်နဲ့လူပြည်ဤနှစ်ပြည်သောနှစ်ပြည်နှစ်ဆန္ဒကြီး၌ဤမနုဿလောကဆိုတဲ့လူလောကကြီးကအတန်ကိုရည်ချင်းလာ၎င်းနတ်ပြည်လောကကနတ်ပြည်အတန်ကိုလူပြည်လောကချပြီးတော့စကားပြောခြင်းလာ၎င်းဤလိုလူပြည်လောကနဲ့နတ်ပြည်လောကကြီးဆက်သွယ်ပြီးတကလားသူတော်ကောင်းတရားတွေကိုကြားနာခြင်းလာ၎င်းသူတော်ကောင်းတရားတွေကိုယူဆောင်ခြင်းလာ၎င်းအဘယ်အနည်းရှိတော့အဘယ်တစုံတယောက်သောပုဂ္ဂိုလ်ဒီနတ်တို့ရဲ့ဒိဗ္ဗတည်သောဆိုတဲ့တကူဆန်းရမ်းသာသာနဲ့လက်ခံခြင်းကသွားနိုင်ပါလိမ့်မလဲလို့သွားနိုင်တဲ့ပုဂ္ဂိုလ်များရှိပါလားမရှိဘူးလားလို့အဲ့ဒီလိုတကယ်လို့လိုက်ရှားပါတယ်ခင်ဗျာစိတ်ကိုယ်စီရာကားလေးဒီတံပုဂ္ဂလာတော်ဟာဒီတာကာရဏကောသပိရာဝတ္တာနာရေဝအာပန္တေကေရောဩပိစီအဲ့ဒီလိုလိုက်ရှားတဲ့အခါမှာတဲ့ဒီပုဂ္ဂလိမကလေးကအတိတ်လူရင်းကြီးသောအကြောင်းကတော့လားတဲ့ကောသံပြီးရှိတဲ့တိုင်းဌာနမှာမိမကလေးဖြစ်ခဲ့ဘူးပါဗျာဒီတံပုဂ္ဂလိနာငရေဝဥပိစ္ဆာဘာဝေကောမာရိကာမတရေရာစိတ်ကာဗရံငရေဝပန္တေတေရကတိဤမိန်းကလေးကလည်းတဲ့ဖြစ်တိုင်းသောဘဝတိုင်းဒီမှာကောမာရိကဇမစရိယာနီရှိတော့သိက္ခာပုဒ်တွေကိုပဲရိုးရိုးသေးသေးနဲ့စောင့်ရှောက်ကြည့်ကြရင်လာခဲ့ပါလေဗျာသတ္တောရိဣတံပုဂ္ဂလိနာဒေဝတာတိစိတ်တာသာသုတေဝသီလာသာသုတေဝသမာရိရာသုတေဝအာတိကံတိဒါကြောင့်မို့လို့ဒီမိန်းကလေးမှာနတ်တို့စိတ်နဲ့သက်လောက်တဲ့စိတ်စင်ကြယ်ခြင်းသီလစင်ကြယ်ခြင်းသမာဓိရဲ့စင်ကြယ်ခြင်းအဲ့ဒီစင်ကြယ်မှုတွေကသူ့ရှိနေတယ်လို့ဆိုတာနတ်တို့ရဲ့မျက်စိကိုမြင်ရပါတယ်ဗျာဒီတံပုဂ္ဂလိနာလေမနောသာလောကေဒေဝသာလောကေဉာဏ်မြောင်ကာရဏံကာရိတုံသကောတိတိဒိပါရာသောတာရာဓာတုရာကာရိတုံသကောတိတိကာရိတောအတန်နိမမဘိဒေဝသာလောကေနိမန္တတိရာလောကေသတ္တံပါတိတိမတိဒါကြောင့်ဤမင်းကလေးကဤပုဂ္ဂလိမကလေးဟာလူပြည်လောကနတ်ပြည်လောကဆိုတဲ့ထိုလောကကြီးမြတ်အချင်းချင်းဆက်ဆက်ပြီးတကားလားအကြောင်းအရာတွေပြုပြီးတော့စကားပြောခြင်းကသွားနိုင်တယ်လို့တပည့်တော်တို့သိတဲ့အတွက်ကြောင့်ဒိဗ္ဗသောတာတတ်ဖြင့်တပည့်တော်တို့ပြုခြင်းကသွားနိုင်လိမ့်မယ်လို့ဤလိုယုံကြည်ချက်ရှိကြပြီးတကားလားဤလိုဒိဗ္ဗသောတာဆိုတဲ့တကူတွေနဲ့တတ်ဆင်ပြီးပြောဆိုခြင်းမှုပြုပါတယ်ဒါကြောင့်မို့လို့တပည့်တော်ယခုနတ်ပြည်နိမန္တတိနတ်လောကကြီးကနေပြီးတော့အတန်ကြီးချပြီးတော့အရှင်ဘုရားတို့ခံရအောင်ပြောကြားခြင်းကသွားနိုင်ပါတယ်ဗျာပါတေတိရာကာလီအတ္တနောဣတံပုဂ္ဂလိနာအတ္တနောဣတတိကသန္တာနိဗန္တေဩရေဩပရိရာဩရေရာဝအတိရာနန္ဒရေဒေဝရာရေဒေဝတိပါသောတာရာရေဇာနံအတိသန္တိဗန္တေအဲ့ဒီလိုနတ်ပြည်လောကကနေပြီးဒိဗ္ဗသောတာဆိုတဲ့နတ်တကူတွေနဲ့စကားကနေအောက်ကိုချပြီးတော့ပြောလိုက်တဲ့အခါမှာတဲ့ဒီပုဂ္ဂလိမကလေးကမိမိရဲ့ဣဇတိကသဏ္ဍာန်ခန္ဓာအစဉ်ကိုယ်ခန္ဓာရဲ့အထက်ပိုင်းရင်ပတ်အယိုးတို့အကြမှာတဲ့နတ်တို့ရဲ့ဒိဗ္ဗသောတာတကူဖြစ်တဲ့ရိစုဆိုတဲ့ကျိုးတွေဟာထင်ရှားရှိနေကြပါတယ်ခင်ဗျာတဲ့မာကံဗုဒ္ဓဘဂဝါရေဝဗန္တေမေတိဧကကာတာရံလေဝတေတိဗန္တေတတဘေကောယေဘေကောဝပပရိကေယယတယတဥပပရိကတောဗေတသတ္တဝညာနာဟာဝေကတံဟာဝေသအနုပါရဏပရိတတိယဒီတောဧကကာတာရံလေဝသာသကာဟေဗန္တေကမကာလောင်တေတတိဗန္တေအရှင်ဘုရားတဲ့တတိတော်ရဲ့ဆရာဖြစ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ဟာတတိတော်အားခါတာကလေးတို့ကိုခေါ်ကြတော်မူပါတယ်တဲ့အဲ့ဒီခါတာကလေးကတော့တတဘိက္ခုဘိက္ခုအစရှိတဲ့ဂါထာကလေးပါပဲအဲ့ဒီဂါထာကလေးကိုကျမ်းနာရပြီးတကားလားတတိတော်ဟာလက်တစ်ခုတည်ပါတယ်ဗျာတတိတော်မှာအဲ့ဒီဂါထာကလေးရဲ့အစွမ်းအပြင်မတရားတစ်ခုတတိတော်ရလိုက်ပါတယ်ဗျာ